ဒီရိုဟင်ဂျာမရှိဘူးဆိုတဲ့ဟာကကျွန်တော်ကလုံးဝလက်မခံဘူးဘာလို့လက်မခံဆိုတော့ဒီရိုဟင်ဂျာရှိတယ်ဆိုတာကိုဗမာတယောက်အနေနဲ့ဘာဖြစ်လို့ဒီလိုမျိုးဒီရိုဟင်ဂျာလူဘက်ကနေပြီးတော့ရက်ခံပြီးပြောရလဲအဲ့တော့အဲ့ဒါမျိုးဒီရရမယ်လို့အခုဘယ်ဟာတွေကလှုံ့ဆော်ပြီးတော့ဖြစ်လာတဲ့ဟာလေးများရှိလေဗျဒီပထမဆုံးချက်ကပေါ့နော်ဒီရိုဟင်ဂျာမရှိဘူးဆိုတဲ့ဟာကကျွန်တော်ကလုံးဝလက်မခံဘူးဘာလို့လက်မခံဆိုတော့ဒီရိုဟင်ဂျာရှိတယ်ဆိုတာကိုသမိုင်းထောက်ထားရဟလာကျွန်တော်တို့ဒီပြင်သစ်တော်လှန်ရေးပြီးတော့10နှစ်နော်1990လောက်ဟိုကလေးကရိုဟင်ဂျာဆိုတဲ့လူမျိုးရိုဟင်ဂျာရဲ့ဘာသာရိုဟင်ဂျာတွေကဒီဗမာပြည်အဲ့ချိန်တော့ဗမာပြည်တော်ရှိသေးဘူးဟုတ်လားပြင်သစ်တော်လှန်ရေးပြီးသွားတဲ့နောက်ပိုင်းပေါ့1990ပတ်ဝန်းကျင်ပေါ့နော်ဗမာပြည်မပေါ်ခင်ပေါ့နော်ပြည်တော်စုမြန်မာနိုင်ငံကြီးဆိုတာကြီးမပေါ်ခင်ကလေးကရိုဟင်ဂျာကရခိုင်ပြည်မှာရှိခဲ့တာဟုတ်လားအဲ့ဒီချိန်တော့ဟာအာရကန်ဆိုပြီးတော့ခေါ်တယ်ရခိုင်တွေလည်းရှိတာတမိုင်းထောက်ထားဘလို့မှညင်းလို့မရတဲ့ဟာနော်နောက်ဒုတိယတစ်ချက်ကကြတော့ကျွန်တော်တို့ဒီမြန်မာဆွဲစုံကျန်းထဲမှာပါတယ်ဟလာကျွန်တော်1962ခုနှစ်နော်ဇူလိုင်လ4ရက်နေ့မှာဟလာဒီဘူးသီးတောင်မောင်းတော့မှာပြောသွားတယ်ဒီဒုတိယကာကွယ်ရေးဦးစီးချုပ်ဗိုလ်မှူးချုပ်အောင်ကြီးရဲ့မိန့်ခွန်းမှာပါတယ်ဟလာမြန်မာအတန်မှာအတန်လွှင့်သွားတယ်ဟလာဒီလိုသူက source အမျိုးစုံပေါ့ဗျာဟလာဒီဟိုရိုဟင်ဂျာဆိုတာရှိပါတယ်ဆိုတာကိုဗမာလိုလည်းရှိတယ်ဟလာအင်္ဂလိပ်လိုမတက်လို့ဟိုမယုံဘူးဆိုရင်ဗမာလိုဖတ်ကြည့်ဟလာဒီဟာတွေကစာကြည့်ရတဲ့သွားစရာမလိုဘူးပတ်စံဟိုကြက်တသိန်းကုန်ခံပြီးတော့စာစမ်းဝယ်စရာမလိုအင်တာနက်မှာရှိတယ်အကုန်တက်ဖတ်လို့ရတယ်နော်